မင်္ဂလာပါဒီနေ့ကျွန်မသူများတင်ထားတဲ့ဗီဒီယိုလေးတစ်ခုကြည့်လိုက်ရတဲ့အခါမှာခေါင်းတွေအောင်ကြည်ပြီးတော့ပေါ့နော်စိတ်ထဲမှာပူသွားတယ်အဲ့ဒါဘာလို့လဲဆိုတော့တမီမင်းကလေးမွေးထားတဲ့မိဘတွေတတိထားဖို့အတွက်ဖြစ်တဲ့အခါကျတော့ဒါကျွန်မဒါလေးကိုပေါ့နော်ဒါပြန်ပြီးတော့ sharing လုပ်ပေးခြင်းနဲ့အရင်လည်းရေးကြည့်ရပေါ့နော်အဲ့ဒါဘာလဲဆိုရင်ဆရာမတယောက်ကနေပြီးတင်ထားတာဆရာမသူနာပြုဆရာမလို့တော့ထင်တယ်ပေါ့နော်သူစီကမှလာပြတယ်တဲ့15နှစ်သမီးလေးပေါ့နော်သူအတော်နဲ့လာတာပေါ့လာတော့ဆရာမစီကလာပြရတယ်ပေါ့နော်စီကရောက်လာတော့ဟုတ်ကဲ့ပါဘာဖြစ်လို့လဲဆရာမသူ့ကိုစစ်စစ်ပေးပါဆိုပြီးတော့ပြောတော့ကောင်မလေးကလေးမောင်အိတ်လိုက်တယ်ပေါ့နော်တိတ်လိုက်တဲ့ခါမှာ तू ကသမီးသူ့ပေါင်ချိန်လိုက်တယ်သူ့ပေါင်ချိန်လည်းဘာမှမဖြစ်သမီးဘာဖြစ်လဲဆိုသမီးဘာမှမဖြစ်ဘူးအဲ့ဆိုဘာလို့ပြတာလဲဆိုသူ့အတော်လမ်းမိလိုက်တဲ့အခါမှာတဲ့သူ့အတော်ကပြောတယ်တဲ့သူ့ဘိုက်လေးကပုံနေလို့မတင်ကားလို့လာစစ်တာပါဆိုပြီးတော့ပြောတယ်တဲ့ခုနှစ်တန်းကျောင်းသူလေးနော်အဲ့ဒါနဲ့ဆိုခုနှစ်တန်းကျောင်းသူလေးဆိုတော့သမီးကခုနှစ်တန်းပေါ့အဲ့တော့ခါကျတော့စစ်လိုက်တော့ကိုဝင်ကခုနှစ်လကျော်နေပြီမွေးတော့မယ်ဘိုက်ကလေးကလေးလေးဆိုတော့သူကအိမ်နေရင်စပန်လေးကောင်ဝင်လေးနဲ့ဆိုတော့သူ့ကိုယ်သူဘာမှမသိဘူးအခါကျတော့အဲ့နဲ့ခုနှစ်တန်းကျောင်းသူလေးပေါ့ကလေးကမွေးတော့မယ်ရှင်တို့ကလေးကကိုဝင်ရှိနေတာကိုဝင်တော့ခုနှစ်လကျော်နေမကြခင်စီ17လပိုင်း12လပိုင်းဆိုမွေးတော့မယ်ပေါ့သူကအဲ့လိုပြောလိုက်တယ်တဲ့ပြောတော့သူကအံ့ဩသွားတယ်အဲ့နဲ့သူ့အမေရောသူ့ရဲ့မွေးတဲ့အမေရောပါလားဆိုတော့သူ့အမေကတော့ကြံငဲတယ်ပေါ့နော် तू ကမတင်ကားလို့ဆိုကလေးခေါ်ပြီးလာစစ်တာတဲ့အဲ့ဒါနဲ့ဆိုတော့ကလေးတေချာမေးကြပါအောင်ပေါ့စစ်ဆေးကြပါအောင်လို့ तू ကပြောတယ်ပေါ့နော်စစ်ဆေးကြပါအောင်ကလေးကတော့ဒီလိုပဲဖြစ်နေတယ်ပို့ပြီးတိကျအောင်လို့ဒါကျမအာထရာဆောင်းတော့ရိုက်ပါပေါ့နော်နေဆိုတော့ရွာလေးဆိုတော့ तू အာထရာဆောင်းရိုက်ဖို့စေးစာလေးရေးပြီးတော့တိုကင်လေးပါယူပေးလိုက်တယ်တဲ့တေချာသွားအောင် तू တွားရိုက်ပါဆိုပြီး तू လွတ်လိုက်တယ်တဲ့အဲ့နဲ့ဘာဖြစ်လို့တော့ तू ကလေးကိုဆီယမမေးရပေါ့ကျမပဲစစ်လိုက်ပါမေးတဲ့ခါကျတော့ဘယ်လိုဖြစ်ကြတာလဲဆိုတော့သူ့ရဲ့ချစ်သူကရီစာအခုပြတ်သွားပြီလို့ပြောတယ်တဲ့အဲ့ဟာလေးက9တန်းကျောင်းသားလေးပဲ15နှစ်သားလေးပဲတဲ့သူနဲ့ဖြစ်ကြတော့ပြောအခုပြတ်သွားပြီဆိုတော့ဟာပြတ်လို့မရဘူးပြတ်လို့အဆင်မပြေဘူးเนาะဒါပြန်ခေါ်မိဘတွေကိုပြန်စကားပြောတာစစ်ဆေးပြီးတိကျကိုယ့်ဘက်ကဆေးအဖြေတွေရပြီဆိုတော့သွားပြောကလေးမိဘတွေတွေ့ဆုံရှက်စရာလည်းမလိုတော့ဘာမှမလိုတော့ဘူးပေါ့နော်အဲ့နဲ့သူ့အမေသိရင်တော့တတ်တော့မှာပဲသူ့ကိုယ်တွေသိရင်တတ်တော့မှာပဲလို့ပြောတယ်တဲ့သူ့အတော်ကရှင်တို့တက်ရင်လည်းတေယုံပဲရှိမယ်ကလေးလေးကဘာဖြစ်လို့လဲဆိုတော့ဒါတည်းဖြစ်ပြီးပဲအကောင်းဆုံးရှင်းကြပါဆိုပြီးတော့ဆရာမပြောလိုက်တယ်ပေါ့နော်အဲ့နဲ့အတူတူဘာအတိတရားရလိုက်လဲဆိုတော့ကိုယ့်ရဲ့သမီးလေးတွေမွေးထားတယ်ဆိုလို့ရှိရင်နော် view site ပါကလေးတွေသွားလာနေတဲ့ထိုင်တာညအိမ်ညစ်နေတယ်မလွတ်ပါနဲ့အခုခစ်ကလေမင်းကလေးတွေကျမတို့ခစ်တော်လို့မဟုတ်ဘူးအပြိုးဝင်တာအရန်စောတယ်အခု9တန်းနဲ့ကိုဝင်9လ15နှစ်သမီးနဲ့ကိုဝင်ဆောင်နေပြီဆိုတော့ဒါသမီးမင်းကလေးမွေးထားတဲ့မိဘတွေအတွက်အရန်ကိုအရေးကြီးတယ်ပေါ့နော်ဒါတေချာလေး view site ကြဖို့လိုအပ်မယ်ထင်တယ်